ကဘာပေါ်မှာတက်တန်းအရင်ဆုံးဘီတုကလက်ရာကဘာလဲဆိုတာတင်သိပါသလားဒါဟာဂီဇာရဲ့ပိရမစ်ကြီးထပ်တောင်နှစ်ပေါင်းတောင်းကျော်ပိုပြီးတက်တန်းရည်ပါတယ်ပင်စမနေရာမှာတော့ကဘာအကြီးဆုံး Gothic ဘီတုကလက်ရာဖြစ်တဲ့ကိုလုံခတ်တီတဲ့ဖျားเจ้าရှိပါတယ်ဒီဖျားเจ้าကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတည်းကစတင်တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ဘီတုကပညာရှင်ကမကောင်းဆိုးဝါးကိုလဲချခဲ့တယ်ဆိုတဲ့ဒေယန်ဒီကြောင့်ဒီနေ့အထိဆက်လက်တည်ဆောက်နေရဆဲဖြစ်ပါတယ်ဒီခတ်တီတဲ့ဖျားเจ้าကြီးလုံးဝတည်ဆောက်ပြီးစီးသွားတဲ့နေ့ဟာကဘာပြတ်မဲ့နေ့ရဲ့အစာဖြစ်လိမ့်မယ်လို့လည်းလူတွေကပြောလိရှိကြပါတယ်စတုထနေရာမှာတော့ပီထရာရှိပါတယ်။ဒါဟာတဲကန်တာတွေကအေယာမကြောက်ဆောင်ကဘာဘာကြီးတို့ရဲ့အတွင်းဘက်မှာထွင်းထူတိဆောက်ထားတဲ့ရှီဟန်မြို့တော်တစ်ခုဖြစ်ပါတယ်။ဒီမြို့ကိုအဲ့ဒီခေတ်ကအလွန်ချမ်းသာတဲ့ကုန်နယ်ကြီးတွေကသူတို့ရဲ့ရွှေငွေရတနာတွေကိုဝစ်ထားဖို့အတွက်တိဆောက်ခဲ့တာဖြစ်ပါတယ်။ပီထရာဟာကဘာအနောက်ခုနှစ်ပါးတွေကတစ်ခုထဲလဲတတ်မှတ်ခံထားပြီးတက်တန်းအဖြစ်နှစ်ပေါင်း2000ကျော်ရှိပါပြီ။တတိယနေရာမှာတော့ကိုလိုစီယမ်ရှိပါတယ်ဒီနေရာဟာဂလက်ဒီအေတာအချင်းချင်းတိုက်ခိုက်ပွဲတွေတာရီယိတ်တရီဆန်အမဲလိုက်ပွဲတွေနဲ့လူမြင်ကွင်းမှာတေတံပေးကွက်မြတ်မှုတွေပြုလုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်ဒီကွင်းပြင်ကြီးရဲ့အခြေမှာတော့ချင်းသေးသားနဲ့ဝမ်ဘိုလေးတွေကိုကွင်းထဲမလွတ်ခင်ပိတ်လောင်ထားတဲ့မြေအုပ်လိုက်ကောင်းကွန်နတ်တစ်ခုလည်းရှိပါတယ်တမိုင်းပညာရှင်တွေရဲ့ခန့်မှန်းချက်အဖြစ်ကိုလိုစီယမ်ရဲ့တက်တန်းဟာနှစ်ပေါင်း2000ကျော်ရှိပါပြီဒုတိယနေရာမှာတော့ဂီဇာရဲ့မဟာပိရမစ်ကြီးရှိပါတယ်ခင်မော်နစ်လူသားတွေအနေနဲ့ခင်မော်နီးပညာရှိနေကြောင်းဒီပိရမစ်တွေကိုဘလို့တိဆောက်ခဲ့ကြသလဲဆိုတာအခုထိနားမလည်နိုင်သေးပါဘူးအလားတကူပြန်လဲတိဆောက်ဖို့ဆိုတာလည်းမဖြစ်နိုင်သလောက်ပါပဲတရုတ် TikTok ဗီဒီယိုတွေမှာအဲ့ဒီခေတ်ကဆောက်လုပ်ရေးနီးပညာတွေကိုအတူယူပြီးလိုက်လို့ပြကြတာတွေရှိပေမဲ့ရှေးခေတ်ကသုံးခဲ့တဲ့နီးလန်းတွေနဲ့ရင်းရှင်မှာအဝေးကြီးလိုပါသေးတယ်တိပန်ပညာရှင်တွေရဲ့ရှာဖွေတွေးရှိချက်အပြင်ဒီပိရမစ်ကြီးတွေရဲ့တက်တန်းဟာနှစ်ပေါင်း4500ကျော်ရှိပါပြီပထမနေရာမှာတော့ကမ္ဘာအန်အောဆုံးနေတာတွေကတခုအဖြစ်သတ်မှတ်ခံထားရတဲ့ Gobekli Tepe ရှိပါတယ်ဒီနေရာကိုတာမန်အမဲလိုက်ရှာဖွေစားတောက်သားတွေကတိဆောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကြောက်တုံးတတုံးချင်းစီဟာတန်ပေါင်း10ကျော်လေးကျင်ပြီးကြောက်တုံးတော်တော်များများပေါ်မှာမတူညီတဲ့တရိတ်ဆန်ပုံရုပ်လုံးထုပ်တွေကိုထွင်းထူထားတာများပါတယ်ဒီဘီတုကလက်ရာကြီးဟာတက်တန်းအားဖြင့်နှစ်ပေါင်း1000ကျော်ရှိပြီဖြစ်ပြီးဒါကိုဘာကြောင့်တိဆောက်ခဲ့ကြသလဲဆိုတာကိုဘယ်သူမှရေးရတာမသိကြသေးပါဘူးကဲတမန်ကြီးတို့ရဲ့ဘ ഹു တုကလေးကိုဘယ်ဘီတုကလက်ရာကအကြဆုံးလဲဆိုတာ comment မှာပြန်လည်ပြီးပြောခဲ့ပြပါဦးနော်